မင်္ဂလာပါရှင်ကျွန်မကတော့စုမြလိုက်ပါဒီကနေ့ကျွန်မရောက်ရှိနေတာကပြည်ထောင်စုလွှတ်တော်ပါဒီနေ့ဟာပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကစတင်ခဲ့တဲ့တတိယအကြိမ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးရဲ့နောက်ဆုံးနေ့ဖြစ်ပြီးလွှတ်တော်အစည်းအဝေးတွေကိုခက်တာရနာတော့မှာပဲဖြစ်ပါတယ်ရှင်ရက်ပေါင်း40နီးပါးကာလအတွင်းလွှတ်တော်ဟာဥပဒေပြုရေးလုပ်ငန်းတွေကိုသာမကလွှတ်တော်ရဲ့အထူးကလုပ်ငန်းတွေကကိုယ်စားလှယ်တွေရဲ့မေကွန်မေးမြန်းခြင်းနဲ့အဆိုတင်သွင်းခြင်းတွေကိုလည်းလှုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ရပါတယ်မေကွန်မေးမြန်းရှာမှာတော့အစည်းအဝေးခန့်အတွင်းတိုက်ရိုက်မေးမြန်းရတဲ့ကျဲဝင်ပြမေကွန်နဲ့စာရေးပေးပို့ပြီးမေးမြန်းရှာတဲ့ကျဲဝင်းမပြမေကွန်းဆိုပြီးတော့2မျိုးခွဲထားပါတယ်။ဒီတစ်ကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးကာလအတွင်းမှာတော့ကျဲဝင်းပြမေကွန်း286ခုကျဲဝင်းမပြမေကွန်း436ခုစုစုပေါင်း982ခုကိုကိုယ်စားလှယ်160ဦးကမေးမြန်းနိုင်ခဲ့ပါရဲ့ရှင်။အဲ့ဒီတဲကောင်မေကွန်း330ခုကိုကတိကဝေအဖြစ်သတ်မှတ်ခဲ့ပြီး163ခုကိုမှတ်တမ်းတင်ထားပါတယ်။ကိုယ်စားလှယ်တွေမေးမြန်းတဲ့မေကွန်းတွေကိုသက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေကဆောင်ရွက်ပြီးမယ်လို့ကတိပြုခဲ့ရင်အဲ့ဒီကတိကောင်လွှတ်တော်ကတိကဝေအဖြစ်သတ်မှတ်သွားပြီးကတိကဝေကော်မတီကဆက်လက်ဆောင်ကြည့်ပါတယ်။ဒါပြင်နိုင်ငံတော်ကိုတိုက်တွန်းကြောင်းအဆိုနဲ့အကြံပြုအဆိုစုစုပေါင်း3ခုတင်သွင်းခဲ့ပြီးတစ်ခုကအတည်ပြုခဲ့တယ်လို့နှစ်ခုကမှတ်တမ်းတင်ထားပါတယ်။ကဏ္ဍအလိုက်ကြည့်မယ်ဆိုရင်ပို့ဆောင်ဆက်သွယ်ရေးနဲ့ဆောက်လုပ်ရေးကဏ္ဍ148ခုနဲ့အများဆုံးဖြစ်ပြီးစီးပွားရေးကဏ္ဍ112ခုပညာရေးကဏ္ဍ88ခုစာပြိုရေးငွေမြူရေးနဲ့စေမြောင်းကဏ္ဍ69ခုလျှက်စစ်စွမ်းအင်တထုနဲ့တတော်ကဏ္ဍ62ခုစီမံခန့်ခွဲရေးကဏ္ဍ58ခုအုပ်ချုပ်ရေးကဏ္ဍ45ခုကျန်းမာရေးကဏ္ဍ42ခုလူမှုရေးကဏ္ဍ17ခုဗဏ္ဍာရေးနှင့်စီမံကိန်းကဏ္ဍ9ခုစက်မှုလက်မှုကဏ္ဍ4ခုတရားစီရင်ရေးကဏ္ဍ3ခုကာကွယ်ရေးကဏ္ဍ2ခုနဲ့တဏိသားကြီးနဲ့ပြည်내ဆိုင်ရာကဏ္ဍ82ခုဖြစ်ပါတယ်မေကွန်တွေကိုခြုံငုံကြည့်ရင်ဒေသဖွံ့ဖြိုးရေးဆိုင်ရာနဲ့နိုင်ငံတစ်ခုလုံးအတွက်လိုအပ်ချက်ဆိုင်ရာဆိုပြီးခွဲခြားကြည့်နိုင်ပြီးဒေသဖွံ့ဖြိုးရေးဆိုင်ရာမေကွန်တွေကပိုများနေတယ်လို့တွေ့ရပါတယ်။မြို့သားလွှတ်တော်ဘက်မှတော့ကျဲဝင်းပြမေကွန်63ခုနဲ့ကျဲဝင်းမပြမေကွန်132ခုမေးမြန်းခဲ့ပါတယ်။အဆိုတင်သွင်းမှုကဏ္ဍမှာအဆို9ခုကိုဆွေးနွေးခဲ့ပြီး2ခုကိုအတည်ပြုနိုင်ခဲ့တယ်လို့2ခုကိုမှတ်တမ်းတင်ထားပါတယ်။အဆိုတစ်ခုကိုတော့နောက်လာမယ့်ပုံမှန်အစည်းအဝေးမှာဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ဒီတစ်ကြိမ်နှစ်တော်အစည်းအဝေးကာလအတွင်းမှာကိုယ်စားလှယ်တွေကဒေသလိုအပ်ချက်တွေကိုအဓိကထားတင်ပြမေးမြန်းခဲ့တာတွေ့ရပါတယ်။ဒီကနေ့ကစပြီးတတိယအကြိမ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတွေကိုခေတ္တရန်နာတော့မှာဖြစ်လို့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့မိမိတို့ရဲ့မဲဆန္ဒနယ်မြေတွေကိုပြန်ကြားရမှာဖြစ်ပြီးမဲဆန္ဒရှင်တွေနဲ့ဒေသအကျိုးကိုပြန်လည်တည်ပို့ရင်နောက်မှပြန်လည်ကျင်းပမယ်လွှတ်တော်အတွက်ပြန်လည်ပြင်ဆင်ကြရအောင်မှာပဲဖြစ်ပါရဲ့ရှင်လွှတ်တော်အစည်းအဝေးတွေခေတ္တရန်နာထားပေမယ့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဒေသအတွက်ကြိုးပမ်းဆောင်ရွက်မှုတွေကိုလည်းကျမတို့သတင်းဌာနကောင်စ조사ဆက်သွယ်မေးမြန်းတင်ဆက်ပေးသွားမှာဖြစ်လို့ဆက်လက်ဆောင်ကြည့်အားပေးကြဖို့မြစ်တာရက်ခံပါရစေရှင်